အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဆရာဝန် channel မှာမိတ်ဆွေများအားလုံးကိုကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်မိတ်ဆွေများကျွန်တော်ကတော့ဆရာထုံးဝင်ဆရာဝန်ပဲဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေတဲ့ကျွန်တော်ဒီခါမှာတော့ကျွန်တော်မိတ်ဆွေကိုကျွန်တော်ခိုင်းလို့ကျွန်တော်နေ့ရက်တွင်ကျွန်တော်တို့ဗသိန်းနဲ့ထိတ်သီးကိုကျွန်တော်မလုပ်တော့ဘူးဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်မိတ်ဆွေကကျွန်တော်ပြောကြတယ်ကျွန်တော်ဆရာကြီးကျွန်တော်ဗီဒီယိုကထပ်နေတယ်ဆိုပြီးပြောကြတဲ့အတွက်ကျွန်တော်3ရက်ပါကျွန်တော်3ရက်စာကျွန်တော်ထိတ်သီးနဲ့3ရက်စာ break ဆိုပြီးတော့ကျွန်တော်တင်ပြီးသွားမှာပဲဖြစ်ပါတယ်ဗျာယခုကျွန်တော်တင်ပြီးမှာတော့ကျွန်တော်ကြာတာပရိတောက်ကြတနင်္လာမကြော်လဲကျွန်တော်တို့3ရက်တွင်ဇာတိုပရိနဲ့ဇာတိုထိပ်စီကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်ဗျာထိပ်စီကိုမပြောရပေးခင်မှာကျွန်တော်မိတ်ဆွေအနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်သေးရင် subscribe လေးများလုပ်ပေးထားပေးပါအောင်ဗျာကျွန်တော်မိတ်ဆွေများကျွန်တော်ဆရာဝန်မှာမမဝန်ကျွန်တော်မိတ်ဆွေများတွေကျွန်တော်ယခုလာကျွန်တော်တလာပိုင်းတွင်မှာကျွန်တော် promotion ကျက်အနေနဲ့ကျွန်တော်မမဝင်တဲ့မိတ်ဆွေများကိုကျွန်တော်မမဝင်ကြီးတစ်လောက်ကိုကျွန်တော်1000ခွဲကျတီတီနဲ့ကျွန်တော်မမဝင်လို့ရနိုင်မှာပဲဖြစ်ပါရဲ့ဗျာမမဝင်ခြင်းတဲ့မိတ်ဆွေများကကျွန်တော် Viber ဖုန်းနံပါတ်ဖြစ်တဲ့39ခု01ခု03 109ကိုဆက်သွယ်ပြီး Viber ဝင်လို့ရပါတယ်ဗျာpromotion ကြီးကကျွန်တော်တလားစာဖြစ်တဲ့အတွက်မိတ်ဆွေအနေနဲ့အမြန်ဆုံးကျွန်တော်ဝင်ရောက်ခြင်းတဲ့မိတ်ဆွေများကကျွန်တော် Viber ကိုလာပြီးဆက်သွယ်ပေးကြပါဗျာဒါဆိုရင်ကျွန်တော်မိတ်ဆွေတဲ့ကျွန်တော်ကြာတာပရိတောက်ကြတနင်္လာမကြောက်တဲ့3ရက်တွင်ကျွန်တော်ထိပ်စီကိုပြောပြမယ်3ရက်တွင်ထိပ်စီကိုကျွန်တော်ပြောင်းမယ်ဆိုတော့ကျွန်တော်ကတော့ကျွန်တော်တို့T6 ထိပ်စီပဲဖြစ်ပါเนาะကျွန်တော်မိတ်ဆွေကျွန်တော်တို့T6 ထိပ်စီကိုကျွန်တော်ကြိုက်ပါတယ်မိတ်ဆွေကျွန်တော်အဲ့ထဲမှာကျွန်တော်ကြိုက်ဆုံးကျွန်တော်ထိပ်စီလုံးကိုပြောပါဆိုရင်ကျွန်တော်တေးထိပ်စီကိုပို့ချိုက်ပါတယ်တေးထိပ်စီနဲ့ပတ်သက်ပြီးကျွန်တော်တကွက်ကောင်းပေးပါမယ်တကွက်ကောင်းအနေနဲ့ကျွန်တော်ပေးရမယ်ဆိုတော့ကျွန်တော်တော့10ပဲဖြစ်ပါတယ်မိတ်ဆွေလည်းကြိုင်းနေတဲ့အကြိုက်တူတဲ့ဆိုမှသာအသုံးပြပါတော့ကျွန်တော်တော့အကောင်းဆုံးဖြစ်တော့ရှာဝေထုတ်ပြပေးတာနာဖြစ်ပါတယ်ဗျာကျွန်တော်မိတ်ဆွေများကျွန်တော်ဆရာဝန်မှာမမဝင်ကျွန်တော်မိတ်ဆွေအားကျွန်တော် Viber ဖုန်းနံပါတ်ဖြစ်တဲ့39ခု0103 109ကိုဆက်သွယ်ပြီးတော့မမဝင်လို့ရပါတယ်ဗျာကျွန်တော်မိတ်ဆွေကျွန်တော်ရကူလာတလာပိုင်းမှာမမဝင်တဲ့မိတ်ဆွေများတယ်ကျွန်တော်မမဝင်ကြီးတလာကိုကျွန်တော်1000ခွဲကျတီနဲ့ကျွန်တော်ရကူလာတလာပါပဲကျွန်တော်မမဝင်လို့ရပါတယ်ကျွန်တော်3ညတေးဘရိတ်ကိုကြိုက်ပါတယ်ကျွန်တော်မိတ်ဆွေများကျွန်တော်ပြန်ပြောကျွန်တော်မိတ်ဆွေတဲ့ကျွန်တော်ထိပ်စီကိုပြောပြပြီး3ညဘရိတ်နဲ့တေးဘရိတ်ကိုကြိုက်ပါတယ်အဲ့ထက်မှာမိတ်ဆွေတို့ကြိုက်နေတဲ့တောက်ကြကျွန်တော်တနင်္လာမကျော်ကျွန်တော်ကြိုက်3ဘရိတ်ကတော့ကျွန်တော်ပြောပြမယ်3ညဘရိတ်ကိုကြိုက်ပါတယ်ကျွန်တော်ကြာဘရိတ်တောက်ကြမကျော်တဲ့နေ့ရက်တွင်ကျွန်တော်3ညဘရိတ်ကိုကြိုက်ပါတယ်3ညဘရိတ်နဲ့ပတ်သက်ပြီးကျွန်တော်တေကိုနဲ့နေရှိကိုနှစ်ကွက်ကောင်းဖြစ်ကျွန်တော်ရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်မိတ်ဆွေကိုကြိုက်နေတဲ့ကျွန်တော်တို့ဘရိတ်ကိုပြောပါအကြိုက်တူတယ်ဆိုရင်ဒါအသုံးပြပါဗျာကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်တော့ရှာဝေထုတ်ပြပေးထားတာပဲဖြစ်ပါတယ်ဗျာဘရိတ်ကိုကြိုက်တဲ့မိတ်ဆွေများတို့ကျွန်တော်ကိုဘရိတ်နဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆွေကျွန်တော်တို့ဆရာဝန်မှာမဝင်ကျွန်တော်မိတ်ဆွေတဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39ကိုဘရိတ်နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့1ခုကိုကျွန်တော်ဆက်သွယ်ပြီးမမဝင်လို့ရပါတယ်ဗျာကျွန်တော်မိတ်ဆွေရခုလာကျွန်တော်6ပဲဖြစ်ပါတယ်မိတ်ဆွေတို့ချန်နေတဲ့ဆိုတော့3ရှိပါကျွန်တော်မိတ်ဆွေကျွန်တော်ချန်နေမှာပါကျွန်တော်ရမှာပဲဖြစ်ပါတယ်ဗျာတောက်ကြတနည်းကျွန်တော်မိတ်ဆွေတဲ့ကျွန်တော် promotion ကိုပြောပြပေးတာပဲဖြစ်ပါတယ်ဗျာကြာတာလေးတောက်ကြတနည်းတော့မကြော်လဲ2ရက်တွင်3ရက်တွင်ပြတိုင်းကတော့ဒီဘက်တွေမှာလည်းအောင်ကိုပရိယာစွာရရှိနိုင်ကြပါစေလို့ကျွန်တော်ဆရာဝန်သားမိတ်ဆွေများလုံးကိုသိကြအောင်တောင်းပေးလိုက်ပါတယ်ဗျာရှာဝေထုတ်ပြပေးထားတာပဲဖြစ်ပါတယ်ဗျာကျောင်းမိတ်ဆွေရင်ဘက်ကအတိုင်းပဲဒီဘက်မှာလည်းအောင်မြင်မှုများစွာရရှိနိုင်ကြပါစေဗျာ